ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့တခြားသူမကြိုက်နိုင်တဲ့နိုင်ငံရေးအကြောင်းတရားတွေလည်းအများကြီးရှိပါလိမ့်မယ်တေချာပေါက်ရှိပါတယ်ဒါပေမဲ့အဲ့ဒါလိုနိုင်ငံရေးအကြောင်းတရားတွေဟာအုံနောက်နဲ့တွေးတောစဉ်းစားပြီးတော့မုန်းတဲ့အမုန်းမျိုးပါသိမခါးသေးပါဘူးနှလုံးသားထဲကလာတဲ့အမုန်းမျိုးပုဂ္ဂိုလ်ရေးအမုန်းမျိုးကပို့ပြီးတော့ခါးသေးပါတယ်ကိုကအောက်စီးကနေပြီးတော့အကြည့်ခံရအပြုံးခံရအခနဲ့ခံရလို့ရှိရင်သေရွာပေါအောင်မုန်းတတ်ပါတယ်ဗိုလ်ချုပ်တန်းရွှေအတွက်ဒေါ်အောင်ဆန်းစုကြည်ဟာအကြီးမားဆုံးနိုင်ငံရေးရန်သူဖြစ်ခဲ့ဘူးပါတယ်အချိန်ချောက်ဆုံးအန်ဒီရယ်လည်းဖြစ်ခဲ့ပါတယ်အဲ့ဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်ကိုဗိုလ်ချုပ်တန်းရွှေကလည်းမုန်းပါတယ်ဒါပေမဲ့ဗိုလ်ချုပ်တန်းရွှေဟာဒေါ်အောင်ဆန်းစုကြည်နဲ့ဆက်ဆံရမှာတခြားလုံးအထက်စီးကနေပြီးတော့ဆက်ဆံသွားခဲ့ပါတယ်တခါမှဒေါ်အောင်ဆန်းစုကြည်ကဗိုလ်ချုပ်တန်းရွှေထက်ယာတုမကြည့်ခဲ့ဘူးပါဘူးအဲ့တော့အုံနောက်ထဲကမုန်းပေမဲ့အောက်ကျနောက်ကျမခံစားရပါဘူးအဲ့ဒါကြောင့်အသက်နှလုံးထဲကနာကြီးမုန်းတိတယ်ဆိုတာမျိုးလောက်ထိတော့မဖြစ်ခဲ့ဘူးလို့ထင်ရပါတယ်ဘိုးမင်းအောင်လှိုင်ကတော့ဒေါ်အောင်ဆန်းစုကြည်ကိုအောက်စီးကနေပြီးတော့မော့ကြည့်ရတဲ့ဘဝရောက်ခဲ့ရပါတယ်သမရယာတုပေးပါလို့မရှက်မကြောက်လက်ဖြတ်တောင်းရတဲ့ဘဝရောက်ခဲ့ပါတယ်ရမယ်ထင်လို့မျောနှိမ့်ချက်ကြီးနဲ့သွားတောင်းတဲ့သူမျိုးဟာစိမ့်စိမ့်ကားအငင်းခံလိုက်ရရင်ရှက်တာရောနာတာရောအစုံပေါင်းပြီးတော့အမုန်းကြီးမုန်းတတ်ပါတယ်ဗမာပြည်ရဲ့စစ်တပ်ထဲမှာကြီးလာတဲ့သူဆိုတော့စစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်ဆိုတာအကြီးဆုံးအမြတ်ဆုံးဂိတ်ဆုံးယာတုကြီးလို့ထင်မှတ်နေတတ်ကြပါတယ်အဲ့ဒါလို့အမြတ်ဆုံးယာတုကြီးဖျားပေးတဲ့ယာတုကြီးကိုရထားတဲ့သူဖြစ်တာတောင်မှသမရနေရာပေးဖို့ကြတော့ပက်ပက်ဆက်ဆက်အညစ်ခံလိုက်ရတယ်ဆိုပြီးတော့သူကတူးတူးခါခါမုန်းပါတယ်ဗိုလ်ချုပ်တန်းရွှေကလည်းဒေါ်အောင်ဆန်းစုကြည်ပေါ်မှာရဲရဲဆက်ဆက်ပြုတ်မှုခဲ့ပါတယ်တပည့်မှာဆိုလို့ရှိရင်ဝိုင်းပြီးတော့ရိုက်နဲ့တက်ဖြတ်ဖို့အထိတောင်မှကြံခဲ့ပါတယ်ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာသာမဟုတ်ပါဘူးကျောင်းသားတွေအပေါ်နိုင်ငံရေးသမားတွေအပေါ်စသဖြင့်သူတို့စစ်အုပ်စုအကျိုးစီးပွားနဲ့ဆက်ကျင်သူမှန်သမျှအပေါ်မှာရဲရဲဆက်ဆက်လုပ်ခဲ့ပါတယ်ဒါပေမဲ့နိုင်ငံရေးအရာရက်ဆက်တာပါနိုင်ငံရေးထက်ကြော်လွန်ပြီးတော့ပုဂ္ဂိုလ်ရေးမုံတီးတဲ့သဘောထားမျိုးတော့နက်နက်ရှိုင်းရှိုင်းရှိတာမျိုးမဟုတ်တော့ဘူးလို့ထင်ရပါတယ်အဲဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးအရာပြည်သူနဲ့အဆက်ဖြတ်ဖို့လိုလာတဲ့အခါမှာနိုင်ငံတကာနဲ့အဆက်ဖြတ်ဖို့လိုလာတဲ့အခါမှာနေအိမ်မှာအကျေကျုပ်လောက်ပဲချုပ်ခဲ့ပါတယ်ထောင်ထဲမထည့်ပဲနဲ့နေအိမ်မှာအကျေကျုပ်ချုပ်တာဟာသူကအင်မတန်သဘောထားကြီးတာပါဆိုပြီးတော့ကဘာကိုကြီးညာပြီးတော့အမှတ်ယူလိုက်ပါသေးတယ်ဗိုလ်ချုပ်သမီးမို့လို့အထူးခွင့်ရေးပေးတာပါဆိုပြီးတော့သူ့စစ်တပ်ကိုပြန်စည်းရုံးလိုက်ပါသေးတယ်တခြားနိုင်ငံရေးသမားတွေအပေါ်မှာရက်ဆက်ကြမ်းကြုတ်တာနဲ့ဆိုလို့ရှိရင်ဒေါ်ဆန်းစုကြည်အပေါ်မှာအိမ်ကျုပ်အနေနဲ့တော်တော်ကြီးတတ်တာ6ကြီးခွင့်ပေးထားတယ်ဆိုတာကလည်းအမှန်ပါပဲဦးဝင်းတင်တို့ဦးနိုင်နိုင်တို့အပါဝင်တောင်းကနန်းများစွာရှိတဲ့နိုင်ငံရေးသမားတွေဟာစစ်ကြောရေးနဲ့ထောင်တွင်းနှိပ်စက်မှုတွေကြောင့်ကျမကြီးထိခိုက်ပျက်စီးခဲ့ရပါတယ်စာရေးဆရာမောင်တော်ကဆိုလို့ရှိရင်ထောင်ထဲမှာပဲအသက်ဆုံးရှုံးခဲ့ရပါတယ်လူသက်တမ်းတချို့ကိုစစ်အုပ်စုကခိုးယူသွားခဲ့ကြတာပါဦးဝင်းတင်ဆိုလို့ရှိရင်ယောက်ျားအင်္ဂါတောင်မှတလုံးဆုံးရှုံးခဲ့ရပါတယ်လေးရှိနှစ်ရှိမြေအောက်ဖွဲ့ရဲ့အကျဉ်းသားတွေဆိုလို့ရှိရင်စစ်ကြောရေးမှာခံခဲ့ရတဲ့သူတွေဆိုလို့ရှိရင်အသက်60ကျော်လောက်မှာတယောက်ပြီးတယောက်အသက်ဆုံးရှုံးသွားကြတာကိုတွေ့ရပါတယ်ဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးစစ်ကြောရေးဒဏ်ရာတန်ချက်တွေကြောင့်တယောက်ပြီးတယောက်အဲ့ဒီအရွယ်မှာအသက်ဆုံးရှုံးကြရတာပါဒါဟာလူအသက်ကိုစစ်အုပ်စုကခိုးယူလိုက်တာလို့ဆိုနိုင်ပါတယ်အဲ့ဒါလို့အခြေအနေမျိုးမှာတောင်မှဗိုလ်တန်းရွှေဟာဒေါ်ဆန်းစုကြည်ကိုတော့တက်တာခွင့်ပေးပြီးတော့နိုင်ငံရေးအမျက်ထုတ်ယူခဲ့ပါတယ်ဗိုလ်မင်းအောင်လှိုင်အနေနဲ့လဲအဲ့ဒါလို့တက်တာခွင့်ပေးပါတယ်ဆိုပြီးတော့နိုင်ငံရေးအမျက်ထုတ်ချင်လို့ရှိရင်ထုတ်လို့ရပါတယ်အဲ့ဒါလို့အမျက်ထုတ်ရင်သူ့အနေနဲ့အမှန်တကယ်နိုင်ငံရေးအမျက်ထွက်မှာပါသူ့ကိုသဘောထားကြီးသူကြီးဆိုပြီးတော့ထင်တဲ့သူတွေကထင်ကြမှာပါထောင်ထဲမှာပဲထားတာနေအကျယ်ချုပ်ပဲထားတာနိုင်ငံရေးအရအဆက်အသွယ်ဖြတ်တောက်နိုင်တာချင်းကအတူတူပါပဲဒါပေမဲ့ဗိုလ်မင်းအောင်လှိုင်ကအဲ့ဒါလောက်နဲ့မကျေနပ်နိုင်ပါဘူးထောင်ထဲထည့်ပြီးတော့နှိပ်စက်ဖြစ်အောင်ကိုနှိပ်စက်လိုက်ပါသေးတယ်အဲ့ဒါကနိုင်ငံရေးထက်ပိုပါတယ်ပုဂ္ဂိုလ်ရေးအညို့ပါ